Okay ကျွန်တော်တခြင်းတစ်ပုံဖွင့်ပြမယ်နော်အဲ့ဒီတခြင်းကနေရတဲ့ message တစ်ခုလည်းပေးခြင်းလို့ကျွန်တော်ဖွင့်ပြမယ်ဒီလောက်ချစ်ပါသည်ဒါကိုသူလည်းသိနေပြီဒီနေ့တော့ချီရွေလာလိမ့်မည်နော်ရမိုက်တယ်စာသားရမိုက်တယ်ရင်မှန်ဒီလောက်ချစ်ပါသည်ဒါကိုသူလည်းသိနေပြီဒီနေ့တော့ချီရွေလာလိမ့်မည်တဲ့အရန်ကောင်းတယ်စာသားအရန်နဲ့လှတယ်218ဆိုရတာပေါ့နော်ဒီနေ့တော့ချီရွေလာလိမ့်မည်ဆိုတဲ့တခြင်းကိုကြိုက်ရှာကြည့်လိုက်ကျွန်တော်ပြချင်တဲ့ message ကပါလဲဆိုတော့ကိုဘလောက်ချစ်ကြောင်းကိုတစ်ဖက်လူကဘလောက်ထိပဲတိပေါ့နော်တနေ့တော့ချီရွေလာလိမ့်မည်ဆိုတာကျွန်တော်တို့ရဲ့ဒီတချင်းတော့ပဲ feel လို့ကောင်းတာနားထောင်လို့ကောင်းတာနော်ကိုဘလောက်ချစ်ကြောင်းသူသိပါတယ်သူဘလောက်ပဲသိပေါ့နော်ပြန်မချစ်တဲ့သူကပြန်မချစ်ဘူးဗျတကယ်ပြောတာနော်လက်တွေ့မှာအဲ့ဒါလည်းအများကြီးပဲအဲ့ဒီမချစ်တဲ့သူကလေအဲ့ဒီတနေ့မပြောနဲ့ကျွန်တော်တို့ရှိလို့ရှိနေမှန်းတော့သူတို့မသိကျွန်တော်တို့သူ့ရှစ်မှာရက်နေတောင်မှသူမြင်ချင်မှမြင်မှာကျွန်တော်တို့သူတွေ့ချင်မှတွေ့မှာနော်သူမတွေ့ချင်လို့ဟုတ်မလားတနေ့တော့ချစ်ရွလာလိမ့်မည်ဆိုတာကညှို့လင့်ရတာပဲတဲ့လားတကယ်တမ်းတကယ်လက်တွေ့မှာကျွန်တော်တို့တကယ်လက်တွေ့မှာကကိုသူ့အနားမှာရှိနေတာတောင်မှသူမတွေ့ချင်တာမျိုးတွေဒုနဲ့ဒီပဲရှိတယ်သူလိုချင်တဲ့လူကကိုမဟုတ်ဘူးဆိုရင်လေကိုဘလောက်ပဲချစ်ပြဘာမှမထူးဘူးကွာဆိုတော့တချို့ကကြတော့ဘာမှမထူးလဲချစ်မှာပဲချစ်နေရပြီသူပြောနေတာမြင်နေရပြီဆိုတာမျိုးနေမလုံးနဲ့ဟုတ်လားကျွန်တော်တို့ရဲ့ငယ်ရွယ်မှုတွေကျွန်တော်တို့ရဲ့ energy တွေကျွန်တော်တို့ရဲ့ခွန်အားတွေကလေမချစ်တဲ့သူကိုအတင်းချစ်ပြီးတော့မှလေတစ်ဖက်သက်ချစ်နေပြီးတော့မှအချင်းကုန်မခံနဲ့နော်ကျွန်တော်တို့လည်းလှုပ်เสียတူတက်ကြောင်တက်လန်းနေလှုပ်ဖို့ရှိတယ်ကျွန်တော်ပြောရလေအဲ့ဒီအတွက်ချင်းမကုန်နဲ့အဲ့ဒီအတွက်ခံစားမနေနဲ့လှုပ်စားရှိတာလှုပ်move on ရှိတာ move on ဗျာသိတယ်မလားအဲ့ဒါယူတမိမိခံစားပြီးတော့လေမချစ်တဲ့သူကပြန်မချစ်ဘူးလေနော်ဆိုတော့ကျွန်တော်တို့လေစိတ်မှာဒီလေမြန်ပေါ့နော်လေစိတ်မှာကျွန်တော်တို့ယထာသွားစောင့်နေလို့မရဘူးလေစိတ်မှာလေရင်မဲလာမှာယထာမလာဘူးအဲ့တော့ကျွန်တော်တို့သိရမှာဆိုတော့ကျွန်တော်ပေးချင်တဲ့ message ကပြန်မချစ်တဲ့သူကမင်းဘလောက်ပဲချစ်မချစ်ပါဘူးလို့နော်အဲဒါကြောင့်မလို့ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ခွန်အားတွေအဲ့ဒါတွေအကုန်လုံးကိုအကျိုးရှိတဲ့နေရာမှာအသုံးချပြီးတော့မှကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ပါအဲ့ဒါလည်းပြောချင်ပါတယ်